Hello, this is Dr. Rokaba. Today, Maro, no contact the Mari drug. To Piala Mala, Sure Counts in it, Chipe Pai. That's so you know, reading Lego, Salaya. What you're able to put me where I got in reading, collected reading ma. Oh, cutting nacha. Also, the couple of you like. Okay, so swat. Queen of Warren's born no, it only the Peluca, La Papa Niara, Jide, Tuka, me and to your energy. Me poorly look, spark, look me poorly, listen to other me. A mere and the joy, Tuka 2 year local, the Vichacha. Locate him up by Bono. Madula, to Tuka, La Papa. ဦးဝင်ကြောကြောနဲ့နေနေရဲ့ဒီမှာသူ့ကိုယ်သူလည်းအရန်ဂယူဆိုင်တဲ့သူမျိုးဒီလူကစီကန်းရှိတယ်တေးတတ်တဲ့ယောက်ျားလေးပဲဖြစ်ဖြစ် main ကလေးပဲဖြစ်ဖြစ်အမြဲတမ်းသူ့ကိုယ်သူဂယူဆိုင်နေတာသူ့ဘဝသူတိုးတက်ဖို့ကိုအမြဲတမ်းကြည့်နေတဲ့လူမျိုးတွေမှာပါတယ် Queen of Wands fire energy လေးတွေကြားတယ်သူကအဲ့လိုအလုပ်တော်လုပ်တဲ့ပုံပဲအလုပ်ကြိုးစားရတဲ့ထဲမှာပါတယ်သူ့ကိုကြည့်လိုက်အမြဲတမ်းတက်ရက်ရှင်းတန့်ပြီးတော့တစ်ခုခုဒီဇိုင်းမမှန်လုပ်နေတော်လဲဆွဲဆောင်မှုရှိရပေါ့နော်အဲ့တစ်ဖက်လူကလို energy ရတယ်နောက်ပြီးတော့အတိတ်မှာလဲသူကကိုယ့်ပေါ်တော်တော်လေးနှွေးထွေးခဲ့ပုံရတယ်အဲ့တော့ဒီမှာ Queen of Pentacles ပြန်လာမလားဆိုရင်တော့ပြန်လာလိမ့်မယ်ပြန်လာဖို့ရှိရဒါပေမဲ့ချက်ချင်းကြီးပြန်လာမှာတော့မဟုတ်ဘူးချိန်တိုင်းတဲ့တခုတော့စောင့်ရမယ်ပြန်တော့ပြန်လာမယ်ဒါပေမဲ့နည်းနည်းလေးပဲဖြည်းလေးနည်းနည်းလေးအဲ့လိုစီးစင်းလိုက်မယ်ဒီတစ်ခါပြန်လာလို့ရှိရင်ကိုရီးယားရောက်ကအရင်ကထပ်ပို့ပြီးတော့ခိုင်မာလာလိမ့်မယ်အရင်ကထပ်ပို့ပြီးဆက်ဆံရေးတွေကပိုကောင်းလာလိမ့်မယ်နောက်ခါပြန်လာလို့ရှိရင်သူကကိုရီးယားဆက်ဆံရေးကအရင်ကထပ်ပို့ပြီးအများကြီးပို့ပြီးကောင်းလာလိမ့်မယ်လူကလေတယောက်ဆိုတယောက်သူ့မှာကိုနဲ့ပတ်သက်ပြီးအဲ့လို plan တွေအများကြီးရှိတယ်သူကိုရိုင်းကလည်းတိတ်ချစီစဉ်ဆွဲနေတာပေါ့နော်ဒီတစ်ခါငါတို့နှစ်ယောက်ပြန်ဆောင်ရင်ဘယ်လိုနေထိုင်ကြမယ်အရင်လိုမျိုးပြဿနာတွေမဖြစ်ရအောင်ဆိုပြီးတိတ်ချရေးရှည် plan တစ်ခုသူ့မှာရှိတယ်ဒီတစ်ခါကိုရိုင်းနှစ်ယောက်ပြန်တွေ့လို့ရှိရင်အရင်ကထပ်ပို့ပြီးတော့အဆင်ပြေနဲ့ဖြစ်သွားလိမ့်မယ်ပို့ပြီးလည်းအရင်ကထပ်ပို့ပြီးချစ်ချင်းမြတ်တာတွေနဲ့ခိုင်မြဲလာလိမ့်မယ်ဒီလူကအရင်တုန်းကကိုယ့်ပေါ်မလေးနက်ခဲ့ဘူးဆိုရင်လည်းသူကဒီတစ်ခေါက်ပြန်လာရင်အရင်ကထပ်ပို့ပြီး stable ဖြစ်လာလိမ့်မယ်အရင်ကထပ်ပို့ပြီးလေးနက်ကိုယ့်ပေါ်ကိုဖြစ်လာလိမ့်မယ်ပေါ့နော်နောက်တစ်ခုဒီ reading ကိုကြည့်နေတဲ့လူတွေအတွက်သတင်းကောင်းရှိပါတယ်အဲ့ဒါကတော့တစ်ဖက်လူကကိုပကြခင်မှာစကားအဲ့လို message တွေပဲဖြစ်ဖြစ် phone call တွေပဲဖြစ်ဖြစ်ဝင်လာလိမ့်မယ်အဲ့တော့အရန်ကြီးစိုးရင်ကြတော့မလိုပါဘူးဒီလူကပြန်လာခဲ့ရင်တော့ကိုယ့်အတွက်သတင်းစကားတွေအများကြီးသူရှူဆောင်လာမယ်ပေါ့နော်အဲ့တော့ no contact သမားတွေတစ်ဖက်လူကပြန်လာမလားဆိုရင်ပြန်လာပါလိမ့်မယ်